အောက်ဆိုခန်းနဲ့ကန်းချီကခုလိုမျိုးဗီဒီယိုတွေကိုအဖြန့်ခံလိုက်ရတဲ့တန်နာကြီးပြည်သူတွေအားလုံးပဲမင်္ဂလာပါရှင်နိုင်ငံခြားအထိတူတူခီးထွက်ကတိုင်းသေးပြည်တွေ့ခဲ့ကြပြီးမှအင်တာဗျူးတွေမှာမေးရင်တော့ဘာမှမဟုတ်သလိုမျိုးဖြစ်နေတာကြောင့်လို့အောက်ဆိုခန်းနဲ့တန်နာကြီးတို့အတွက်ကိုပြည်သူတွေကအားမလို့အားများဖြစ်နေကြရလဲဖြစ်ပါတယ်ဘလို့ပဲတက်တွေထွက်နေပါစေသူတို့နှစ်ယောက်ကတော့ဘယ်ချိန်မင်းအမှုပညာမောင်နှမဆက်ဆံရေးလို့ဖြစ်နေကြရလဲဖြစ်ပါတယ်ဒီကနေ့မှာတော့နှစ်ယောက်သားအတူတူကန်းချီသွားပြီးတော့မှချစ်ချီနူတီတီတူကအပန်းဖြစ်နေစဉ်ပြည်သူတယောက်ရဲ့လက်ချက်ကြောင့်မလို့သူတို့ရဲ့ဗီဒီယိုတွေကလိုင်းပေါ်မှာပြည့်နေခဲ့ရလဲဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့နှစ်ယောက်သားကကန်းချီမှာမုံမမြင်လေးမမြင်ပြည်သူတယောက်ကအဲ့ဒါကိုပြမြင်ချင်းမှာပဲတန်တာညီတို့အတွက်မသိတဲ့အတွက်ချက်ချင်းကိုဗီဒီယိုရိုက်ပြီးတော့တင်ခဲ့တာလဲဖြစ်ပါတယ်သူတို့ကလည်းအဲ့လိုဗီဒီယိုတွေရိုက်ကူနေတာတိတိချင်းနဲ့ပဲဘာမှမလုပ်တဲ့အပြင်ပို့ပြီးတော့တောင်ရိုနေပြနေပါသေးတယ်ဘယ်မှာပိုသေးချသွားတယ်ဆိုရင်တော့အဲ့ဒီဗီဒီယိုပြနေလာပြီးမကြခင်မှာပဲတန်တာညီတယောက်ကသူ့ရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေကန်းချီရောက်နေတဲ့ပုံတွေကိုတင်လာခဲ့တာလဲဖြစ်ပါတယ်ကြည့်ရတာတော့တန်တာညီဘက်က official ချတွဲခြင်းပဲမယ်အုပ်စုခံဘက်ကငင်းဆန်နေလို့အခုလိုကြိတ်တွဲနေရတာလည်းဖြစ်နေမှာပါနော်ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောမိမိတို့ရဲ့အမြင်လေးကိုလည်းခုံမရေးသွားပြခဲ့ကြပါအောင်ရှင်မင်းသမီးတိတ်ခါကိုမှမထောင်အောင်စမှုကိုခုလိုမျိုးဖားနေပြီဖြစ်တဲ့ဖူဝေပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အောင်စမှုဟာဒီနောက်ပိုင်းမှာလင်းလင်းတောက်အောင်မြင်လာကြမလို့ခက်ချစ်ချစ်နေတတ်ပါတယ်ဆိုတဲ့ဖူဝေတောင်မနေနိုင်တော့ဘဲနဲ့သူမသက်သက်လုံးထိန်းသိမ်းလာရတဲ့မင်းသမီးတိတ်ခါကိုမှမထောင်အောင်စမှုကိုကပ်ပါရပါလုပ်နေရပြီးဟိုပွဲကအောင်စမှုနဲ့အတူတူဆောင်နေချိန်အတွင်းမှာမန္တလေးသိန်းစော်ပွဲတုန်းဟာသူဟာအောင်စမှုကိုကြည့်ချင်လို့လက်မှတ်အပြည့်လောက်ဝယ်ခဲ့ရပေမဲ့လည်းမရလိုက်ပါဘူးဆိုတဲ့အကြောင်းရင်းကိုအတင်းတွေတဖွင့်တနေနဲ့ပြောဆိုနေရလဲဖြစ်ပါတယ်။သူမကမန္တလေးသိန်းစော်ပွဲအကြောင်းကိုရက်နေမှသိလိုက်ရတဲ့အတွက်လက်မှတ်ဝယ်ပြီးတော့လူအစင်မပြေတော့တာဖြစ်ကြောင်းအောင်စမှုကိုလာကြည့်လို့မရကြောင်းဆောင်းပြောနေတာပါ။အောင်စမှုကစကားပြောရင်းနဲ့စကားကြောဖြတ်ပြီးတော့ဟိုဘက်ဒီဘက်လှည့်သွားတာတော့ဖိုးဘေးခမများမှာတော့စကားကြောမပြတ်ရှာပဲနဲ့အတင်းနေလိုက်ပြောနေရလဲတွေ့ရှိရပါတယ်။ဖိုးဘေးတရားအဲ့ဒီလိုမျိုးကပ်ဖားနေတာကိုမြင်လိုက်ရတဲ့အတွက်လူတွေအားလုံးကလည်းအတော်လေးကိုအံ့အားသွားကြတာလည်းဖြစ်ပါတယ်။ပြည်သူတို့သိတဲ့အတိုင်းပဲအောင်စမှုဟာတွဲလိုက်သမျှမင်းသမီးတိုင်းဟာတာမန်တန်းနှစ်ဆလောက်ပို့ပြီးတော့မှအောင်မြင်လာတတ်ကြတာမလို့ဖွေးစိန်တယောက်ကလည်းမမြင့်မို့ကိုအားကျသွားပုံရပါတယ်။ဒါကြောင့်မလို့သူကလည်းအောင်စမှုနဲ့အတူတူရုပ်ရှင်ပြန်တွဲရိုက်ပြီးတော့တစ်ဖက်ပြန်လဲအောင်မြင်ခြင်းတဲ့အတွက်ဒီလိုမျိုးကပ်ဖားနေရဲဆိုပြီးတော့ဝေဖန်ပြောဆိုမှုတွေထွက်ပေါ်နေရလဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောမိမိတို့ရဲ့အမြင်လေးကိုလည်းခေါင်းမရေးသွားပြခဲ့ကြပါအောင်ရှင်။တာရီမင်းသားအဖြစ်ဖူးဖွေးနဲ့အတူတူတွဲဖက်သရုပ်ဆောင်မဲ့စာရင်မို့ဆိုင်ရင်မိုးကတာယိုရီမင်းအဖြစ်တရုပ်ဆောင်ရမှာကတော့ထိတ်တန့်ရုပ်ရှင်ထုတ်လုပ်ရေးတထေးကြီးကိုရွှေမန်းကနေအကြီးကျယ်ပုံဖော်ရိုက်ကူးမယ်ကုန်းမောင်ဆိုတဲ့နန်းတွင်းဇက်ကားကြီးထဲမှာပဲဖြစ်ပါတယ်ဒီဇက်ကားမှာတော့ PTU နေတိုအင်တာကျော်စင်နဲ့မိုးဟစ်ကိုတို့လိုထိတ်တန့်ပညာရှင်တွေအပြင်ဇက်မင်းသားအောင်စမှုတို့ပါဝင်နေတယ်လို့ပြည်သက်တွေကြားမှာအစောကတည်းကစောင့်မျှော်နေကြခဲ့တာလည်းဖြစ်ပါတယ်အခုလိုနာမည်ကြီးဝိုင်းရင်တရုပ်ဆောင်တွေကြားမှာပြည်သက်တွေချစ်တော့ဇက်မင်းသားလေးဆိုင်ရင်မိုးကလည်းတာယာရီမင်းအဖြစ်နဲ့အဓိကနေရာကနေပါဝင်တရုပ်ဆောင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဇက်ရင်မိုးအတွက်ကတော့ဒါက